ဒီနေ့ခေတ်မှာဆေးပညာတွေဘလောက်ပဲတိုးတက်နေပါစေတာမန်နာဆေးချောင်းဆိုးယောဂလောက်ကိုတောင်ဘာလို့အမြင့်ပြတ်အောင်မကုနိုင်ကြတာလဲကျွန်တော်နာမည်ကတော့ရှောင်းဝေးခပြိုဘဲကျေပါဒီမနက်မှာကျွန်တော်ခေါင်းတွေတအားကိုကိုက်နေခဲ့တဲ့နာဆေးပြောက်ဆေးတွေနဲ့အယောင်ကျဆေးတွေကိုလက်ထဲမှာစုပ်ကင်ထားရင်းအဲ့ဒီအကြောင်းကိုတွေးနေတော့မှာပဲရုတ်တရက်ဆိုသလိုကျွန်တော်လက်ထဲကဆေးလုံးတွေအကုန်လုံးပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲစရုပ်ဆန်ဆန်အတန်တစ်ခုကကျွန်တော်ခေါင်းထဲမှာပဲတင်ထက်လာခဲ့တယ်ပိုင်ရှင်ရဲ့ဆန္ဒကိုသိရှိလိုက်ပါပြီခွဲချမ်းစိတ်ဖြာပြန်လဲတိဆောက်ရေးစနစ်ဆိုရဇုံရဲ့ဆက်စာရူဘင်းရဲ့တောက်ရှက်စာအဲဆိုပြီးကိုစတင်အသက်သွင်းနေပါပြီအဲ့ဒီစနစ်ကတာမန်ဆေးလုံးတွေကိုပြန်လဲအသုံးပြုပြီးထိရောက်မှုအလွန်ကောင်းတဲ့ဆေးတောင်ခစင်ဂျီရင်နှလုံးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်ကျွန်တော်တော့မင်းသက်သွားတာပဲဒါစိတ်ကူးရင်နေတာလားဒါပေမဲ့ကျွန်တော်လက်ထဲကိုပြန်ကြည့်လိုက်တော့ဆေးတောင်နှလုံးကတကယ်ပဲရှိနေတယ်အွန်လိုင်းဝတ္ထုတွေထဲမှာပဲဖတ်ဖူးတဲ့လန်ဆိုတာကြီးကိုကျွန်တော်တကယ်ပဲရရှိခဲ့တာပါအဲ့ဒီအချိန်မှာပဲအမေကအော်ပြောလိုက်တဲ့ရှောင်းဝေဘာတွေအချိန်ဖြုံးနေတာလဲဒီနေ့ကတက္ကသိုလ်ဝင်ခွင့်မတိုင်ခင်နောက်ဆုံးစာမေးပွဲဖြေရမယ့်နေ့တော့ဆေးမြင်တောက်ပြီးကျောင်းသွားတော့ကျွန်တော်လဲစိတ်ချရအောင်ဆေးတစ်လုံးပဲတောက်လိုက်ပြီးကြံတဲ့တစ်လုံးကိုတော့အိတ်ထဲထည့်ထားလိုက်တဲ့စက်ဖီးစီးပြီးကျောင်းကိုထွက်လာတဲ့အခါမှာတော့ကျွန်တော်ရဲ့နာစေးတာတွေချက်ချင်းပျောက်သွားသလိုခန္ဓာကိုယ်ထဲမှာလည်းအားအင်တွေပြည့်ရှံလာခဲ့တယ်ကျွန်တော်အရန်ကိုဝမ်းသာသွားပြီးစနစ်ကိုလှမ်းခေါ်လိုက်တယ်နန်းဆိုမင်းအကြောင်းငိုက်ကိုမြ мян ပြောပြဆန်းစနစ်ကပြောပြတာကတော့သူဟာပဲအရာကိုမဆိုခွဲချမ်းစိတ်ဖြာနိုင်ပြီးအတစ်တစ်ခုအဖြစ်ပြန်လဲတိဆောက်ပေးနိုင်တဲ့အခုလောလောဆယ်မှာတော့အဆင့်တပဲရှိသေးလို့ဒီနေ့ကိုတစ်ကြိမ်ပဲလှုပ်ဆောင်နိုင်ဦးမယ်လို့ဆိုပါတယ်ဒါဆိုရင်ကျွန်တော်အစုပ်ပလုတ်ကားတစ်စီးကိုဝယ်ပြီးစနစ်နဲ့အတစ်ဆက်ကားတစ်စီးအဖြစ်ပြောင်းလဲလို့ရတာပေါ့စာမေးပွဲတွေပြီးတာနဲ့ဒါကိုအရင်ဆုံးလုပ်ရမယ်အကြောင်းရောက်တော့အတန်းထဲမှာစာမေးပွဲဆက်ဖြေရပါတယ်ကျွန်တော်သူငယ်ချင်းကဟေ့ကောင်မင်းနာစေးနေတာမဟုတ်လားအခုတော့ကြည့်ရတာအားအင်တွေတအားပြည့်နေပါလားလို့မေးတယ်ဆရာမရောက်လာပြီးစာမေးပွဲစစ်ဖို့ပြင်နေတော့မှရှေ့ဆုံးကနေချောင်းဆိုးတန်အကျယ်ကြီးထွက်လာတယ်အဲ့ဒါကတော့ကျွန်တော်တို့အတန်းထဲမှာစာတော်ဆုံးရှောင်စီဟန်ထေးဆဲအလေးပဲပါသူမကမိဘမဲ့တယောက်ဖြစ်လို့ကိုယုံကြည်မှုမရှိသလိုအမြဲတမ်းလဲမျက်မှန်အကြီးကြီးတက်ထားတတ်တဲ့လူတွေကသူမကိုအယုတ်ဆိုးမလေးလို့ခေါ်ကြပေမဲ့သူမကတော့စာကိုပဲစူးစမ်းရှာပါတယ်ဆရာမကသူမကိုစေခန်းသွားဖို့ပြောနေတော့မှကျွန်တော်ထက်ပြီးပြောလိုက်တယ်ဆရာမကျွန်တော်မှာချောင်းဆိုးတာကိုချက်ချင်းပျောက်စေတဲ့ဆေးကောင်းတစ်လုံးရှိပါတယ်တက်တန်းလုံးကကျွန်တော်ကိုအန်းစားပြီးဝိုင်းကြည့်ကြတယ်ကျွန်တော်ကတော့ဂယုမဆိုင်ပဲသူမစီကိုသွားပြီးဆေးထုတ်လေးကိုပေးလိုက်တယ်သူမကရှက်ကိုရှက်ကန်းနဲ့ခေါင်းမောကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့စံပင်တွေဘေးကိုဝဲကျသွားပြီးသူမရဲ့တကယ်မျက်နှာကိုကျွန်တော်မြင်လိုက်ရတယ်သူမရဲ့အသားအရည်ကနုံးနေအောင်လို့ဖြူဖွေးနေပြီးကြာပန်းလေးတစ်ပွင့်လိုလှပလွန်းနေတယ်ကျွန်တော်တော့မင်းသက်သွားတာပဲဒါတကယ်ပဲအားလုံးကအယုတ်ဆိုးမလို့ခေါ်နေတဲ့သူလားစာမေးပွဲစဖြေတော့ကျွန်တော်ဘာမှမရေးနိုင်ဘူးအင်္ဂလိပ်စာလုံးတွေကိုသိပေမဲ့အတိတ်ဘယ်ကိုတော့မဖော်နိုင်ဘူးဒါနဲ့ပဲစာမေးပွဲပြီးတဲ့အထိကျွန်တော်ဘာမှမရေးပဲစာရွက်အလိုကြီးအလိုက်ရတယ်ကျောင်းစင်းတော့ရှောင်းစီဟန်ကကျွန်တော်စီရောက်လာပြီးဆေးအတွက်ကျေးဇူးတင်ပါတယ်မင်းစာမေးပွဲမှာဘာမှမရေးနိုင်တာတွေ့လို့ဒါလေးကကူညီပေးနိုင်လိမ့်မယ်ထင်တယ်ဆိုပြီးသူမရဲ့အင်္ဂလိပ်စာအမှတ်စုစာအုပ်ကိုပေးပြီးထွက်ပြေးသွားတယ်ကျွန်တော်လည်းစဉ်းစားမိတယ်ငါစာမေးပွဲမှာအမှတ်ကောင်းရမှသူမနဲ့တက္ကသိုလ်တခုထဲမှာတက်ခွင့်ရမှာဒါနဲ့ပဲဆေးဆိုင်ကိုသွားပြီးမှတ်ညံကောင်းစေတဲ့ဆေးလုံးတွေဝယ်လိုက်တယ်တန်းခေါင်ရန်ရောက်တဲ့အခါစနစ်ကိုအသက်သွင်းပြီးအဲ့ဒီဆေးလုံးတွေကိုရစေရလက်တွေတလုံးအဖြစ်ပြောင်းလဲခိုင်းလိုက်တယ်အဲ့ဒီဆေးကိုတောက်ပြီးအိပ်ပျော်သွားခဲ့တယ်နောက်တနေ့မနက်မှာတော့ကျွန်တော်ဦးနောက်ကအရင်ကနဲ့မတူပဲတအားကိုလန်းဆန်းပြီးထက်မြက်နေတာကိုခံစားလိုက်ရတယ်ကြောင်းရောက်တာနဲ့တင်းချစာအုပ်ကိုဖတ်လိုက်တဲ့အခါမှာတော့အရင်ကနားမလည်ခဲ့တဲ့ပု္ပ္ပစာတွေကအခုတော့အလွန်လွယ်ကူနေပါတော့တယ်ကျွန်တော်ရဲ့ဦးနောက်ကစူပါကွန်ပျူတာတစ်လုံးလိုဖြစ်နေပြီးစာဖတ်ရတာကအခေရိုက်စည်းစွာလုံနေရတယ်လို့ပဲအတန်းထဲကလူတွေအကုန်လုံးကကျွန်တော်စာတွေတရက်ဆက်ဖတ်နေတာကိုကြည့်ပြီးအံ့ဩနေကြတယ်ကျွန်တော်ရှောင်းစီဟန်စီကိုသွားပြီးသူမရဲ့အမတ်စုစာအုပ်တွေကိုငါဖတ်တယ်သူမရဲ့စာအုပ်ထဲကမားနေတဲ့နေရာတွေကိုတောင်ကျွန်တော်ကထောက်ပြနိုင်ခဲ့လို့သူမတအားကိုအံ့လာသွားခဲ့တယ်အတန်းထဲကိုဆရာမရောက်လာပြီးကျွန်တော်ကိုအင်္ဂလိပ်လိုစုနေတဲ့အခါမှာတော့ကျွန်တော်ကအင်္ဂလိပ်လိုပဲကျွမ်းကျင်ပြန်ပြောလိုက်လို့တဲ့အတန်းလုံးမင်းတက်သွားရပြန်တယ်ဆရာမကမယုံနိုင်လို့ကျွန်တော်ကိုစာမေးပွဲစာရွက်ပြန်ဖြေခိုင်းတဲ့အခါမှာလဲ9မိနစ်အတွင်းမှာတင်အကုန်လုံးကိုအမှန်ကန်ဆုံးဖြေဆိုပြနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့မှတ်ဉာဏ်စွမ်းရည်ကိုစမ်းသပ်ဖို့အတွက်ဓာတုဗေဒဆရာမကကျက်စင်အလှည့်ကျစရာဒေရထားပါရဲ့ကို10မိနစ်အတွင်းအလွတ်ချက်ခိုင်းပါတယ်ကျွန်တော်ကတော့9မိနစ်တောင်မကြာပဲကျက်စင်118မျိုးလုံးကိုအစင်လိုက်ယူပြလိုက်နိုင်လို့ဆရာမတွေရောကျောင်းသားတွေပါအကုန်လုံးပါဆက်အဟောင်းသားဖြစ်သွားကြရတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့အဖေစုဆောင်းထားတဲ့ရှေးဟောင်းအိုးချမ်းပဲလေးတွေကိုတွေးလိုက်ရတယ်ဒီစနစ်နဲ့သာဆိုရင်ဒီအိုးချမ်းပဲတွေကိုအဖိုးတန်ရှေးဟောင်းပစ္စည်းတွေအဖြစ်ပြန်လဲတိစောက်နိုင်မှာမို့ကျွန်တော်အတွက်တော့ဒါဟာငွေထုတ်ဆက်ကြီးတစ်ခုပါပဲ